MEC English Language Center မှာကြိုဆိုပါတယ်ဆရာတို့ဒီနေ့ day 19 sharing 19ရက်မြောက်မျှဝေပေးခြင်းဖြစ်ပါတယ်ဆရာဒီနေ့မျှဝေပေးခြင်းတာလေးကတော့ days of the week ဖြစ်ပါတယ်ဒီ days of the week ကအရန်ကိုရိုးရှင်းပါတယ်အရန်ကိုလွယ်ကူပါတယ်သားတို့သမီးတို့သိပြီးသားဖြစ်ပါလိမ့်မယ်ဟုတ်ပြီနော်ဆရာတို့တစ်ချက်ကြည့်လိုက်ကြရအောင်ပါdays of the week. Okay, the first day. ဆရာကပထမဆုံးရက်ကို Monday တနင်္လာနေ့ယူထားပါတယ်။ဘုရားဆရာသင်ခြင်းတဲ့အကြောင်းအရာလေးကိုထိထိမိမိဖြစ်စေခြင်းတဲ့အတွက်ဆရာ Monday ယူပါတယ်။ The first day of the week is Monday. Monday. ဆရာတို့ဒီမှာအတန်ထွက်ကနှစ်ခုရှိပါနော်။အတန်ထွက်နှစ်ခုဆိုတော့ဆရာတို့ကဒီမှာအတန်နှစ်တန်ပေါ့နော် two syllables ရှိပါတယ် man ရယ် day ရယ်ဆရာတို့ o နဲ့ဒီမှာအလယ်မှာရေးပေမဲ့ဟုတ်ပြီနော်ဆရာတို့ပထမ syllable မှာပထမအတန်မှာဆရာတို့က o ဆရာတို့က o အတန်မထွက်ဘူးဆိုတော့အတန်ဟုတ်ပြီနော် Monday Monday လို့မထွက်ဘူးနော် Monday လို့လုံးဝမထွက်ပါနဲ့ဆရာတို့က Monday Monday ဟုတ်ပြီနော်ဆရာတို့က Monday The first day of the week is Monday. 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 Okay, what about the second day? Second day of the week is Tuesday. 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 And next one, the third day. Wednesday. Wednesday. ဒီမှာဆရာတို့ကဒီတန်ကိုဆရာတို့ကဖြုတ်ထားပါတယ်နော် Wednesday လို့လုံးဝမထွက်ပါနဲ့ Wednesday မဟုတ်ပါဘူးဟုတ်ပြီနော်ဆရာပြောပြပါမယ် Wednesday လုံးဝမဟုတ်ပါဘူးလုံးဝ Wednesday လို့မထွက်ပါနဲ့ Wednesday ဆရာတို့က WEDO ဆရာတို့ဘာလုပ်တော့ဖြုတ်တယ်အတန်နဲ့ဒီမှာ Wednesday ဆိုဆရာတို့အတန်3 syllables မဟုတ်ပါဘူးနှစ်တန်ပါပဲ Wednesday Wednesday okay အဲ့ဆိုရင်ဆရာတို့၄ရက်မြောက် the fourth day of the week Thursday 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 ရမယ်နော်ဆရာတို့ Thursday ၄ရက်မြောက်က Thursday okay ၅ရက်မြောက် the fifth day of the week Friday Friday ဆရာတို့ဒီ Monday to Friday ကြည့်လိုက်တဲ့အခါမှာဆရာတို့အတန်တွေက2 syllables တည်ကြည့်ပါပဲဟုတ်ပြီနော်3 syllables လည်းမပါဘူး4 syllables ဆိုပြီးနော်အတန်3တန်4တန်နေမဟုတ်ပါဘူးနှစ်တန်နေကြည့်ပါပဲဆရာတစ်ခေါက်ဆိုပြပါမယ် Monday Tuesday Wednesday Thursday Friday ဟုတ်ပြီဆရာတို့ကဒီ9ရက်ကိုဘယ်လိုခေါ်လဲဆိုတော့weekday weekday ဟုတ်ပြီဆရာတို့ကျန်တဲ့2ရက်ကြံပါသေးတယ်6ကဘာဖြစ်တယ်လဲ Saturday Saturday ဒီမှာတော့ဆရာတို့က3တန်ဟုတ်ပြီနော် Saturday 3တန်မှာ Saturday 3 syllables ပါ Saturday ဟုတ်ပြီ6ရက်မြောက်က Saturday ပါ9ရက်မြောက်ကရော Sunday 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 ဟုတ်လား9ရက်မြောက်ကဆရာတို့က Sunday ဖြစ်ပါတယ် Sunday ဒီမှာဆိုရင်3 syllables ပါတာ9ရက်ထဲမှာ3 syllables ပါတာ Saturday တခုပဲရှိပါတယ်ကျန်တဲ့အကုန်လုံး2 syllables အတန်ဘယ်တော့နှစ်တန်ပဲထွက်ပါတယ်ဟုတ်ပြီနော်ဆရာတစ်ခေါက်ဆိုပြပါမယ်နော် Monday Tuesday Wednesday Thursday Friday Saturday Sunday ဟုတ်ပြီဆရာတို့အရန်ကိုလွယ်ကူရရှင်းပါတယ်နော်ဆရာကပြောခဲ့ပါတယ်ပထမဆုံး1 to 5ကဘာနေ့တွေတော့ weekday အဲ့ဒါဆိုရင်6နဲ့7ဒီကျန်တဲ့2ရက်ကဘာနေ့တွေတော့ weekend ဟုတ်ပြီနော်ဆရာတို့ weekend လို့ခေါ်ပါတယ် Monday to Friday weekday Saturday and Sunday weekend ဟုတ်ပြီဆရာတို့ဒီနေ့ share ပေးခဲ့တဲ့ဟာလေးကိုအဆင်ပြေမယ်လို့ဆရာယုံကြည်ပါတယ်ဆရာနောက်ဆုံးတစ်ခေါက်အနေနဲ့
နောက်ဆုံးတစ်ခေါက်ဆရာတို့ဆိုပြပါမယ်နော် Monday Tuesday Wednesday Thursday Friday Saturday Sunday ဒီနေ့ဆရာသင်ပေးခဲ့တဲ့ဟာလေးအရန်ကိုလက်ကိုရွေးရှင်းတဲ့အတွက်သားတို့သမီးတို့အဆင်ပြေလိမ့်မယ်လို့ဆရာယုံကြည်ပါတယ် Okay thank you and see you next time bye